အဲ့ဒါလို့သိပြီဆိုတော့ဘာကိုသိတယ်လို့ခေါ်မလဲဘာကိုသိတယ်လို့ခေါ်မလဲဩမမြဲတာသိတာမဟုတ်ဘူးလားတခုဖြစ်ပြီးဓာတ်နဲ့တည်နေရင်တော့ဒါမြဲတယ်ခေါ်မှာပေါ့အခုတော့တခုဖြစ်ပြီးဓာတ်နဲ့တည်မနေမနဲ့ဖြစ်ပြီးချက်ချင်းပြက်နောက်တစ်ခုကဖြစ်ချက်ချင်းပြက်နောက်တစ်ခုကဖြစ်ချက်ချင်းပြက်ဆိုတာတခါတခါမှတချို့ယောဂီတွေလျှောက်တယ်ဖောင်းတယ်လို့ရှုတော့ဖေရတဲ့ဖောင်းတာတွေတပိတော့အများကြီးတွေ့ရတယ်လို့လျှောက်တယ်ပိန်တယ်လို့ရှိပြန်တော့လေပိန်တာတွေအစင်းစင်အများကြီးတွေ့ရတယ်လို့လျှောက်တယ်အဲ့တော့တခုတည်းမဟုတ်ဘူးအများကြီးဆိုတဲ့ကသူဟာဘယ်သဘောတော့တခုဖြစ်ပြီးပြက်နောက်တစ်ခုတစ်ဖောင်းပေါ်လာပြက်နောက်တစ်ဖောင်းပေါ်လာပြက်နောက်တစ်ဖောင်းပေါ်လာပြက်ဒီလိုတွေ့တာမဟုတ်လားအဲ့တော့ဖြစ်မှုပြက်မှုကိုလည်းတွေ့တယ်တခါတည်မြဲမနေဘူးဖြစ်ပြီးပြက်နေတာပဲမတည်မြဲဘူးဆိုတဲ့သဘောကမသိဘူးလားဟောအနိစ္စလည်းသိတယ်တိုးသိလားသဘာဝမျှတာလို့ဆိုတဲ့အသိတဲ့ပိုးသိလာရင်ဒီလိုသိလာအဲ့ဒါသဘာဝမျှတာဆိုတဲ့အသိရင်အဲ့ဒါသဘာဝလက္ခဏာကိုသိတယ်ဖြစ်ပြီးပြက်လို့မမြဲတဲ့သဘောပဲလို့သိရင်သာမညလက္ခဏာကိုသိတယ်ခေါ်တယ်ဟုတ်ပြီလားသဘာဝမျှတာလို့သိရင်ဘာလက္ခဏာသိတာလဲသဘာဝလက္ခဏာကိုသိတာဖြစ်ပြီးပြက်နေလို့မမြဲတဲ့သဘောပဲလို့သိရင်ဟုတ်ပြီလားအိုးဖြစ်ပြက်တွေမပြတ်နှိမ့်ဆက်နေတာပဲလို့အဲ့ဒီအချိန်မြန်သိသွားလို့ရှိရင်တော့ဘာသိတာတော့ဒုက္ခသိတာဟုတ်တယ်မလားအနိစ္စမြင်ရင်ဒုက္ခမြင်တော့တာပဲအဲ့တော့မြဲလည်းမမြဲဘူးဆင်းလည်းဆင်းရဲတယ်ဆိုလို့ရှိရင်တည်မြဲနေတဲ့ကိုယ်ပုဂ္ဂိုလ်တ attva အသက်ဝိညာဉ်ဆိုတာရှိတယ်လို့ယူဆမလားမရှိဘူးယူဆမရှိဘူးလို့ယူဆတော့အတ္တလားအနတ္တလားဟောအနတ္တသိပြန်ပြီမဟုတ်ဘူးလားအနိစ္စတာသေသေးချာချာမြင်ရင်ဒုက္ခလည်းမြင်တယ်အနတ္တလည်းမြင်တယ်ဟုတ်ကဲ့လားအနိစ္စမြင်ဒုက္ခထင်အနတ္တလည်းမြင်လေသည်ဖြစ်ပြီးပြက်သွားလို့မလို့မမြဲတဲ့သဘောမြင်ပြီဆိုလို့ရှိရင်တော့ဆင်းရဲတဲ့သဘောဖြစ်ပြမပြနှိမ့်ဆက်နေတဲ့ဆိုတဲ့သဘောလည်းမြင်လာတယ်ဒါကြောင့်မလို့ပဲနှစ်သက်သာယာစရာတည်မြဲနေတဲ့ငါပုဂ္ဂိုလ်သတ္တဝါဆိုတာဘာတခုမှမရှိပါပဲကလားလို့ဘာကိုလည်းမြင်လာလဲအနတ္တကိုလည်းမြင်လာသည်ဟုတ်ကဲ့လားတခုမြင်လိုက်တာနဲ့သုံးခုလုံးမြင်သွားတာအနိစ္စမြင်တာလဲတာမညလက္ခဏာမြင်တာပဲဒုက္ခမြင်တာလဲတာမညလက္ခဏာမြင်တာပဲအနတ္တမြင်တာလဲတာမညလက္ခဏာမြင်တာပဲဟုတ်ပြီလားဆိုအနိစ္စမြင်ဒုက္ခထင်အနတ္တလည်းမြင်လေသည်အနိစ္စမြင်ဒုက္ခထင်အနတ္တလည်းမြင်လေသည်ဒီတော့သဘာဝမျှတာပဲလို့မြင်တာရဲ့မမြဲစင်ရဲ့ပုဂ္ဂိုလ်သတ္တဝါမဟုတ်ဘူးလို့မြင်တာရဲ့အဲ့ဒီမြင်တဲ့အသိအမြင်ဟာအမှန်လားအမှားလားအမှန်တိုင်းသိသွားတဲ့အတွက်မသိတဲ့မောဟအဝိဇ္ဇာပယ်ပြစ်လိုက်ရောအဲ့တော့မသိတဲ့မောဟအဝိဇ္ဇာအဲ့ဒီရှုကြိုက်မှချုပ်ငိမ့်မသွားဘူးလားဟောပဋိစ္စသမုပ္ပါကိုအောက်ခြေကနေအမြစ်ကနေနှုတ်ပြလိုက်တာမဟုတ်ဘူးလားမသိတဲ့အဝိဇ္ဇာကိုပယ်ပြစ်လိုက်လို့သူချုပ်ငိမ့်သွားတာနဲ့သူ့နောက်ကဒဇင်ဒဇက်ကြီးဖြစ်လာမဲ့အကျိုးအကြောင်းတွေအကုန်လုံးငိမ့်မသွားဘူးလားငိမ့်သွားလိုက်တာအဲ့ဒါကိုပဲဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတ္တនិရောဓဟောတိကြားဘူးလားဘယ်တော့ကတော့စာအုပ်ထဲမှာကြားဘူးတယ်ဟလားဤပုံဤနည်းဖြင့်ချမ်းသာမဖက်ဆင်းရဲတသက်ဖြစ်သောဒုက္ခအစုအပုံကြီးချုပ်ငြိမ်းသွားတော့သည်ဟုတ်တယ်မလားသွားပြီဘာသွားလဲဒုက္ခတွေသွားကုန်ပြီဒုက္ခတွေသွားကုန်ရင်ဘာပဲကြာမလဲ
ဒုက္ခပဲကြံတော့အဲ့ဒါကိုဘာခေါ်မလဲဒုက္ခတွေသွားကုန်လို့ဒုက္ခပဲကြံတာကိုဘာလို့ခေါ်လဲနိဗ္ဗာန်ဟုတ်ကဲ့လားအဲ့လိုခေါ်သည်ဒီတော့အဲ့ဒီဆင်းရဲအလုံးစုံငြိမ်းတဲ့နိရောဓသစ္စာခေါ်တယ်နိရောဓဆိုတာချုပ်ငြိမ်းတာသစ္စာအမှန်တရားနိရောဓသစ္စာချုပ်ငြိမ်းခြင်းအမှန်တရားဟုတ်ကဲ့လားချုပ်ငြိမ်းခြင်းအမှန်တရားအဲ့ဒီချုပ်ငြိမ်းခြင်းအမှန်တရားစိုက်အောင်ဘယ်ကစိုက်ရမှာတော့သိကစိုက်ရမှာဟုတ်တယ်မဟုတ်လားအမှန်သိကစိုက်ရမှာမဟုတ်လားမသိရင်ချုပ်ငြိမ်းမှုဆက်ဆက်ဖြစ်မလားသိလို့ဖြစ်တာမဟုတ်လားအဲ့ဒါမြန်သိအောင်မလုပ်ရမလဲရှုတာကိုဘာခေါ်လဲသတိပဋ္ဌာန်ခေါ်တယ်မဟုတ်ဘူးလားအဲ့ဒါသတိပဋ္ဌာန်ပွားတာပြောတာမဟုတ်လားအစင်းရဲ့ပုဂ္ဂိုလ်သတ္တဝါအတ္တမဟုတ်ဆိုတဲ့သာမညလက္ခဏာသိလိုက်တော့အမှန်သိအဲ့ဒီအသိပေါ်လာတော့မသိတဲ့မောဟနဲ့အဝိဇ္ဇာငြိမ့်သွားရောအဲ့ဒါငြိမ့်ရင်ပဲနောက်ကတောက်လျှောက်အကုန်လုံးငြိမ့်တာမဟုတ်လားသဘောပေါက်လားဘာလို့များချုပ်ငြိမ့်သွားသိလို့ဟုတ်ကဲ့လားဒါဖြင့်ဆင်းရဲတွေဖြစ်ပေါ်နေတာကမသိလို့မသိမှုကြောင့်ပြုလုပ်မှုဖြစ်ပေါ်သည်ဒီလိုမဟုတ်လားပြုလုပ်မှုကြောင့်စိတ်ဝိညာဉ်ဖြစ်ပေါ်သည်စိတ်ဝိညာဉ်ကြောင့်နာယုတ်ဆက်ဆက်ဖြစ်ပေါ်သည်ဒုက္ခအစုပုံကြီးဖြစ်ပေါ်လာတာဘယ်အစတဲ့မသိလို့ဟုတ်တယ်မဟုတ်လားဒုက္ခအစုပုံကြီးချုပ်ငိမ့်သွားတာဘယ်အစလဲသိလို့သိအောင်မလုပ်ရမလဲဟုတ်တယ်မလားဒါကြောင့်မဲ့ယုံနံသဘာဝကိုသဘာဝမျှတာဟုအမှန်တိုင်းပိုင်းပိုင်းခြားခြားသိရမည်ဒီလိုဆိုရမလားသိအောင်မလုပ်ရမလဲသိအောင်ရှုရမည်ရှုမှတည်ငြိမ်သည်တည်ငြိမ်မှသိသည်သိမှကိလေသာငြိမ်သည်ကိလေသာငြိမ်းမှဆေးဟုတ်ပြီလားဝိပဿနာနဲ့ပဋိစ္စသမုပ္ပါကဆက်နေတာပဲမဟုတ်လားဟုတ်ကဲ့လားဟုတ်ပြီလားဆင်းရဲငြိမ်းဒါမဟုတ်လားအဲ့တော့တတိပဋ္ဌာန်တရား၄ပါးဒါဖြင့်သိတဲ့အခါကျတော့မသိမှုအဝိဇ္ဇာချုပ်ငြိမ်းသွားရောအဲ့ဒါကသဘောတရားကိုမြန်မာလိုပြောကြားလိုက်တာမဟုတ်လားဒီတော့မသိလို့ဆင်းရဲအဆက်ဆက်ဖြစ်ပုံမူတော့ဂုဏ်တော်ဘုရားရှိခိုးစာအုပ်ထဲမှာပါတယ်မဟုတ်လားချုပ်ငိမ့်ပုံတော့ပါရဲ့လားမပါပေမဲ့ချုပ်ငိမ့်တာလည်းအဲ့ဒီအတိုင်းပဲမဟုတ်လားမသိမှုချုပ်ငိမ့်ခြင်းကြောင့်ပြုလုပ်မှုချုပ်ငိမ့်သည်ပြုလုပ်မှုချုပ်ငြိမ်းခြင်းကြောင့်စိတ်ဝိညာဉ်ချုပ်ငြိမ်းသည်စိတ်ဝိညာဉ်ချုပ်ငြိမ်းခြင်းကြောင့်နာယုတ်ဆက်ဆက်ချုပ်ငြိမ်းသည်နာယုတ်ဆက်ချုပ်ငြိမ်းခြင်းကြောင့်အာယတနာ6ပါးချုပ်ငြိမ်းသည်အာယတနာ6ပါးချုပ်ငြိမ်းခြင်းကြောင့်အာယုန်နှင့်တွေ့ဆုံမှုချုပ်ငြိမ်းသည်အာယုန်နှင့်တွေ့ဆုံမှုချုပ်ငြိမ်းခြင်းကြောင့်ခံစားမှုချုပ်ငြိမ်းသည်ခံစားမှုချုပ်ငြိမ်းခြင်းကြောင့်ကာယတတ်မဲ့မှုချုပ်ငြိမ်းသည်ဟုတ်ကဲ့လားဒီတော့အဲ့ဒီမှာရွတ်နေတာဟာအလကားသက်ရွတ်နေတာလားဝိပဿနာလမ်းပြပဋိစ္စသမုပ္ပါပြန်ပြီးရွတ်တာမဟုတ်လားဟုတ်ကဲ့လားသဘောပေါက်ပြီလားအဲ့တော့ဘာကြောင့်များဒီဒုက္ခကြီးချုပ်ငြိမ်းရသလဲသိလို့ဘာကြောင့်သိသလဲရှုလို့ဟုတ်ကဲ့လားဒီတော့ရှုခြင်းရဲ့ရည်ရွယ်ချက်သိပြီလားရှုရဲဆိုတာတတိပဋ္ဌာန်မဟုတ်လားတတိဖြင့်ဆွဲဆွဲမြဲမြဲဘာကြောင့်ရှုရတယ်လဲဘာရည်ရွယ်ချက်နဲ့ရှုရတယ်လဲဆိုရင်ဆင်းရဲငြိမ်းဖို့ရှုရသည်ဟုတ်တယ်မဟုတ်လားအခုနခင်မင်မှုသမှုရိယပယ်နိုင်ကြ၍ဆိုတာခင်မင်မှုနှစ်သက်မှုသာယာတတ်မဲ့မှုဆိုတာတဏှာမဟုတ်လားအဲ့ဒါကိုသမှုရိယသစ္စာမြတ်စွာဘုရားကမိန့်နေမဟုတ်လား
အဲ့ဒီသာယာတတ်မဲ့မှုခင်မှုချုပ်ငိမ့်ပြီဆိုရင်ဆင်းရဲချုပ်ငိမ့်ရောဒီလိုမဟုတ်လားအဲ့ဒီခင်မှုသာယာတတ်မဲ့မှုကဘာကြောင့်ချုပ်ငိမ့်တယ်လဲဆိုရင်သိလို့မဟုတ်လားမသိရင်တော့သာယာတတ်မဲ့နေဦးမှာမဟုတ်လားအဲ့ဒီသိတာနဲ့သာယာတတ်မဲ့တာကြားထဲမှာပြုလုပ်တာပရိသန္တိစိတ်ဝိညာဉ်နာယုတ်ဆက်ဆက်အာရဏ6ပါးအာယုန်နဲ့တွေ့ဆုံမှုခံစားမှုဒါတွေပါမသွားဘူးလားခံစားမှုရှိပြီဆိုမှသာယာတတ်မဲ့မှုကလာတာမဟုတ်လားဟုတ်ပြီလားအဲ့ဒီတော့တတိပဋ္ဌာန်ဝိပဿနာတရားကိုကြိုးကြိုးစားစားရှုတိုက်သလားမရှုတိုက်ဘူးလားရှုတိုက်တယ်သိအောင်ရှုရမယ်ဒီလိုမဟုတ်လားသိပြီဆိုရင်တော့ဆင်းရဲငြိမ့်မယ်ဒီလိုသဘောပေါက်ရမယ်နော်အဲ့ဒါလိုသဘောပေါက်ပြီးတော့မိမိတို့ရုပ်မှာဖြစ်သမျှသဘောတွေနာမ်မှာဖြစ်သမျှသဘောတွေကိုဖြစ်တိုင်းဖြစ်တိုင်းဖြစ်ခိုက်ဖြစ်ခိုက်၌စူးစူးဆိုင်ဆိုင်ရှုမှတ်ပွားများကြိုးစားအထောက်ကြခြင်းအဖြစ်ယုံနံတို့ရဲ့သဘာဝလက္ခဏာတာမညာလက္ခဏာကိုအမှန်တိုင်းသိတဲ့ဝိပဿနာအသိဝိဇ္ဇာတွေမိမိတို့တဏ္ဍာမှာအကျဉ်းချင်းအဖမှအထထဖြစ်ပွားခြင်းကြောင့်မသိမှုအဝိဇ္ဇာကစပြီးချုပ်ငြိမ်းလို့ဒုက္ခအစုပုံကြီးချုပ်ငြိမ်းရာမှនិရောဓသစ္စာနိဗ္ဗာန်ကိုလင်းမြန်စွာမျက်မှောက်ပြုနိုင်ကြပါစေ။